ခင်တခုမှလင်းချင်းလေးတွေတိုက်နေပြီးမီးဖို့လေးရှိမှအဖိုးကိုတယောက်နဲ့သူ့မြေလေးထိုင်နေကြတယ်။မီးဖို့လည်းလားမီးကိုလေးတွေတိမ်လို့တက်နေပြီးတောအုပ်ထဲကပိုးပင်တန်လေးတွေကြားနေရတယ်။မြေလေးကမျက်လုံးဝိုင်းဝိုင်းနဲ့အဖိုးကိုမေးလိုက်တယ်။အဖိုးတောနဲ့ချီတန်းမှာရသေးတွေတကယ်ရှိလား။အဖိုးအိုကနူးညံ့တဲ့အတန်နဲ့ပြုံးပြီးပြောလိုက်တယ်။ရှိခဲ့တယ်ကွယ်။အဖိုးငယ်ငယ်တုန်းကကြားဘူးတဲ့ပုံပင်တပုတ်ရှိတယ်။ဒီညတော့အဆအဆုံးပြောကြမယ်။မြေလေးကမီးတောက်ကိုကြည့်ရင်အာယုံဆိုင်နေတယ်။တောနဲ့ထေကရသေးဟိုးရှိကာလာတုန်းကလူတူအရောက်ပေါက်နေတဲ့တောနဲ့ကြီးတစ်ခုရှိတယ်။အဲ့ဒီတောထဲမှာရသေးတပားနေတယ်။လူတွေကသူ့ကိုတောရသေးလို့ခေါ်ကြတယ်။ရသေးဟာတစ်ပင်ကြီးတစ်ပင်အောက်မှာတစ်တိုင်းတဲလေးဆောက်ပြီးနေလေ။မနဲ့တိုင်းနေထွက်လာတာနဲ့တရားထိုင်နေနေဝင်ချင်းရောက်ရင်တောထဲမှာလမ်းလျှောက်ပြီးတစ်တီးတွေစူဆောင်းနေတောထဲကတရိစံတွေကသူ့ကိုမကြောက်ကြဘူး။မြောက်တွေနှက်တွေကြောင်တော်တွေအားလုံးကသူ့အနားမှာနေကြတယ်။သူ့ဘဝကအရန်တိတ်ဆိတ်ပြီးမဲ့မြစ်ကြာနဲ့ပြည့်နေတယ်။လမ်းပြောက်တဲ့ကလေးတနေ့မှာတော့တောလမ်းပြောက်သွားတဲ့ကလေးလေးတစ်ယောက်ရသေးနားကိုရောက်လာတယ်။ကလေးကကြောက်လန့်ပြီးမျက်လုံးရည်တွေဝဲနေတယ်။ဖိုးဖိုးကျွန်တော်အိမ်လမ်းပြောက်သွားတယ်။ရသေးကမျက်လုံးဖွင့်ပြီးအပြုံးပြုတ်လေးနဲ့ပြောလိုက်တယ်။မကြောက်နဲ့ကလေးရဲ့တောထဲမှာတော့မြစ်တာရှိရေလမ်းမပြောက်ဘူး။ရသေးကကလေးကိုတဲလေးထဲမှာအနားယူစေပြီးတစ်သီးတွေပြီးစားတယ်။မနဲ့ရောက်တော့ကလေးကိုတောလန်းထွက်တဲ့လမ်းကိုလမ်းမြွန်ပေးလိုက်တယ်။ကလေးဟာအိမ်ပြန်ရောက်သွားတယ်။မိုးကြီးတဲ့ညတနေ့နောက်ပိုင်းမိုးရာသီတစ်ခုမှာမိုးကြီးတဲ့ညတညရောက်လာတယ်။မိုးတန်ကြားထဲမှာရသေးကအတန်တစ်ခုကြားလိုက်တယ်။ကူညီပါကူညီပါရသေးကမိုးလေးကိုထွက်ကြည့်လိုက်တော့မူးဆိုးတိအောင်တန်ရာရပြီးလဲကျနေတယ်။ရသေးကသူ့ကိုတဲတဲ့သူတဲလာပြီးဆေးပင်တွေနဲ့တန်ရာကူတာပေးတယ်။မူးဆိုးကအန်အိုပြီးမေးလိုက်တယ်။ကျွန်တော်ကတရိတ်ဆက်တွေကိုဖမ်းတဲ့လူပါဘာလို့ကူညီတာလဲ။ရသေးကညင်းသားစာဖြိုးလိုက်တယ်။ဒုက္ခရောက်နေတဲ့လူကိုကူညီတာကအဖြစ်မဟုတ်ဘူး။အဲ့ဒီနေ့ကစပြီးမူးဆိုးကတရိတ်ဆန်တွေကိုမဖမ်းတော့ဘူး။မြင်းသားလေးတယောက်နှစ်ညောင်စာကြပြီးတနေ့မှာနိုင်ငံတစ်ခုကမင်းသားလီတောထဲကိုလာတယ်။သူကမင်းသားဖြစ်ပြီးမဲ့စိတ်ထဲမှာအမြဲမပြိုရွှင်ဘူး။ရသေးကိုတွေ့လို့မေးလိုက်တယ်။ဘူဘူဘာကြောင့်လူတွေမပြိုရွှင်ကြတာလဲ။ရသေးကတရွက်လီတရွက်ကိုကောက်ပြီးပြောလိုက်တယ်။လူတွေကသူတို့မရှိတဲ့အရာတွေကိုလိုချင်လွန်းလို့ပဲ။မင်းသားလီကမေးလိုက်တယ်။ဒါဆိုပြိုရွှင်ဖို့ဘာလုပ်ရမလဲ။ရသေးကပြုံးပြီးပြောလိုက်တယ်။ရှိတဲ့အရာကိုကျေးဇူးတင်တတ်ရင်ပျော်ရွှင်လာမယ်။မင်းသားလေးကအဲ့ဒီစကားကိုမမေ့တော့ဘူး။နောက်ဆုံးသင်ခန်းစာနှစ်တွေကြာလာပြီးရသေးကအသက်ကြီးလာတယ်